အားလုံးပဲမင်္ဂလာပါရှင်24နာရီတွင်ထူရှားတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မတို့မြတ်တီကိုပါတောင်ငူမှာရုတ်တရက်ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့သတင်းအီရန်အစည်းအဝေးစစ်ပွဲပြီးဆုံးပြီလို့အမေရိကန်ဒေပြုလိုက်တဲ့သတင်းအရက်ပီယာဈေးတွေမြင့်တက်မှုအတွက်တနိုင်ငံလုံးမှာအစိုးရကိုစက်ကျင်ဆန္ဒပြမဲ့သတင်းမန်စီးတီးနောက်ခံရီကိုလိုဝစ်တောင်းမပြတဲ့ရှာမိုက်ခံရတဲ့သတင်းပါဝင်အစားရှိတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။တောင်ငူမှာရုတ်တရက်ရေကြီးခြင်းဖြစ်ပေါ်ခဲ့လို့သိရပါတယ်။ဒီသတင်းကိုတော့မြတ်တူကွာပေးပို့လာတာပါ။ဇွန်လ19ရက်ညပိုင်းမှာစတင်ကမိုးတက်ထန်ဆောင်ရွက်သောနာကြောင့်တောင်ငူမြို့မှာရုတ်တရက်ရေကြီးမှုဖြစ်လာတယ်လို့သိရပါတယ်။ဒါအပြင်ရုတ်တရက်ရေကြီးလာတာကြောင့်ကြေးရွာတချို့မှာရှိတဲ့တရားတွေပျက်စီးခဲ့ကြောင်းရင်းနှီးမြုပ်တဲ့နေရာမှာမိသားစုဝင်တွေကိုအမြင့်ပိုင်းရက်ကွက်များကိုပြောင်းရွှေ့ပေးထားရတယ်လို့သိရပါတယ်။ယခုအခါတောင်ငူမြို့မှာရင်းနှီးမြုပ်မှုကြောင့်အိမ်ရှိ100ကျော်ရွှေ့ပြောင်းထားရကြောင်းဒါအပြင်ဇွန်လ21ရက်နေ့ကနေ25ရက်အတွင်းနေပြီးတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံပြမှုတချို့ရွာသွန်းနိုင်ပြီးတော့တချို့နေရာတွေမှာတော့ဒေသအလိုက်နေရာကွက်ကမိုးကြီးနိုင်မယ်လို့သိရပါတယ်။မိုးသေးထန်ဆောင်ရွက်သွန်းခြင်းနဲ့တူလေပြင်းတိုက်ခိုက်ခြင်းမိုးထရှုံခြင်းမိုးကျပစ်ခြင်းလျှက်စီးလက်ရှိမိုးတိကျွေခြင်းလက်တစ်ပြက်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေလည်းဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။အီရန်အစည်းအဝေးစစ်ပွဲပြီးဆုံးပြီလို့အမေရိကန်တည်ပြုလိုက်ပါတယ်။သတင်းကိုတော့ငင်းချောင်းဝါပြပို့လာတာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့အစ္စရေးကြားမှာ12ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲပြီးဆုံးသွားပြီလို့တရားဝင်အတည်ပြုပြောကြားခဲ့လို့သိရပါတယ်။ဒေါ်နယ်ထရန့်ကအစ္စရေးနဲ့အီရန်တို့ဟာအပြစ်ခက်ရစဲဆွေးနွေးမှုတွေပြုလုပ်သွားတော့မှာဖြစ်ပြီးနှစ်ဖက်လုံးအတွက်အကောင်းဆုံးနည်းလမ်းဖြစ်တာရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်းသူရဲ့ True Social Media မှာရေးသားခဲ့ပါတယ်။အီရန်ဘက်ကကာတာနိုင်ငံထဲမှာရှိတဲ့အမေရိကန်လေတပ်ရှေ့ဆိုင်စခန်းကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့ပြီးနောက်နိုင်ရင်နေငယ်ကြမှာအစ္စရေးနဲ့အီရန်ကြားကစစ်ပွဲပြီးဆုံးသွားပြီလို့ဒေါ်နယ်ထရန့်ပြောကြားခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံသားရဲ့ဝန်ကြီးခေါင်းဆောင်နဲ့အီရန်ကိုယ်စားလှယ်အဖွဲ့နဲ့ရုရှားသမ္မတပူတင်တို့တွေ့ဆုံဆွေးနွေးပြီးတော့နိုင်ပိုင်းကြာမှာစစ်ပွဲပြီးဆုံးသွားပြီလို့အမေရိကန်သမ္မတကအတည်ပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အီရန်ကသူ့နိုင်ငံပိုင်နိုင်ထဲကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ရတဲ့ပတ်သက်ပြီးကာတာအစိုးရကအီရန်ကိုပြစ်ပြစ်ဒဏ်ရှုတ်ချခဲ့လို့လည်းသိရပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။အရက်ပီယာဈေးတွေမြင့်တက်မှုအတွက်တနိုင်ငံလုံးမှာအစိုးရကိုစက်ညစ်ဆန္ဒပြမယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းချောင်းဝါပြပို့လာတာပါ။အရက်ပီယာဈေးနှုန်းတွေမြင့်တက်လာတာကိုအပြောင်းလဲမလုပ်ဘူးဆိုရင်အစိုးရကိုတနိုင်ငံလုံးတိုင်းတာနဲ့စက်ညစ်ဆန္ဒပြမှုတွေလုပ်ဖို့အတွက်ဂါနာနိုင်ငံမှာစီစဉ်နေရလို့သိရပါတယ်။ဂါနာရမကတောက်တောင်းသူများအသင်းကအစိုးရဘက်ကအခွန်တွေအလွန်မင်းတိုးမြင့်ခန့်တာပါဝင်အဖြိုရမကတောက်သူတွေကိုဖိစီးမှုဖြစ်စေမဲ့လုပ်ရက်တွေလှုပ်ဆောင်ခဲ့တာကြောင့်အဖြိုရမကဈေးနှုန်းတွေဟာအစမတန်မြင့်တက်လာဖြစ်တယ်လို့သတ်မှတ်ပြီးတော့စက်ချင်ဆန္ဒပြမှုတွေကိုလှုပ်ဆောင်နေရပါလာမယ့်တစ်ပတ်အတွင်းမှာအစိုးရဘက်ကအဖြိုရမကဈေးနှုန်းတွေကျဆင်းစေမယ့်လှုပ်ဆောင်မှုတွေမလှုပ်ဆောင်မှုဆိုရင်ဂါနာရမကတောက်တောင်းသူများအသင်းကဦးဆောင်ပြီးတော့ဆန္ဒပြမှုတွေလှုပ်ဆောင်မှုတွေစီစဉ်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာအခွန်တိုးကောက်တာပါဝင်ငွေကြေးဖောင်းပွားမှုနှုန်းမြင့်တက်လာတာကြောင့်ဂါနာနိုင်ငံမှာအဖြိုရမကဈေးနှုန်းတွေက15%လောက်မြင့်တက်သွားတယ်လို့သိရပါတယ်ဆက်လက်ပြီးအားကစားတဲ့ပုဂ္ဂိုလ်လည်းလက်ခံရရှိထားပါသေးတယ်မန်စီးတီးနောက်ခံလူရီကိုလူဝစ်သုံးဘက်ပြပြတဲ့ရှာမိုက်ခံခဲ့ရပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပို့လာတာပါ။မန်စီးတီးနောက်ခံကစားသမားရီကိုလူဝစ်ဟာကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာသုံးပွဲပြပြတဲ့ရှာမိုက်ခံခဲ့ရတယ်လို့သိရပါတယ်။ရီကိုလူဝစ်ဟာမန်စီးတီးတင်ရဲ့ကလပ်ကမ္ဘာဖလားအဖွင့်ပွဲစဉ်ဖြစ်တဲ့ဝိုင်တက်ကာဆာဘလန်ကာနယ်ပွဲမှာပြိုင်ဘက်ကစားသမားကိုရှေ့ဆုံးပြေးဝင်ဖြတ်ခဲ့လို့ထိုင်းရဲ့အနီကပြတ်ခံခဲ့ရတာဖြစ်ပါတယ်။မန်စီးတီးတင်ကရီကိုလူဝစ်ရဲ့အနီကပြတ်ခံအတွက်အယူခံဝင်ခဲ့ပြီးမအောင်မြင်တာကြောင့်တပွဲထက်လို့ပြတဲ့ရှာမိုက်ခံရပြီးတော့သုံးပွဲအထိပွဲပြပြတန်းကိုရှာမိုက်ခံလိုက်ရတာဖြစ်ပါတယ်။ရီကိုလူဝစ်ဟာမန်စီးတီးတင်ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဂျူဗင်တက်နဲ့ပွဲစဉ်ရှုံးတဲ့16အသင်းဆင်ပွဲစဉ်တွေကိုလွှဲလျှော့မှာဖြစ်ပါတယ်။မန်စီးတီးနီးပြကွာဒီယိုလာကရီကိုလူဝစ်ဟာဘောလုံးဖြစ်ထုတ်ရမှာမြေပြင်ပေါ်ကရှေ့နှစ်ဖက်လုံးကိုမြေကြီးပေါ်ကမခွာခဲ့ပေမဲ့အနိကေပြတ်ခံခဲ့ရတာဖြစ်လို့ကွင်းလစ်တိုင်ရဲ့ဆုံးဖြတ်ချက်ကပြင်းထန်လွန်တယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပရိသတ်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။